ကျွန်တော်စူပါရေချမ်းပွဲကြည့်ဖို့ရောက်နေအားပေးဖို့ရောက်နေပေါ့နော်ဝင်းရံပေါ့စူပါရေချမ်းပွဲကိုဝင်းရံဖို့ရောက်နေပါပြီခါနဲ့ကွင်းနဲ့ဝင်တော့မယ်ဗျာဘိုက်စားတယ်ဘာမှမစားဘူးစားနေဝင်းတဲ့ရောက်ကျွန်တော်ပြန်ပြမယ်နော်အခုတော့ပွဲကစနေဗျမျိုးသမီးပွဲတွေစထိုးနေပြီကဲအားပေးဖို့ရောက်နေပါပြီကဲစူပါရေချမ်းပွဲအားပေးဖို့ရောက်နေပြီဝင်းနဲ့ဝင်တော့မယ်ဝင်းနဲ့ရောက်ရင်ပြန်ရိုက်ပြမယ်နော်ကျုံးမယ်ကဲရောက်ပြိတက်ပြီးတော့နေပါမယ်ပြိသက်ကတော့နေသူဂျပန်ကခေါင်းပွဲမှမပါဂျပန်ကစားသမားခေါင်းပွဲမှပါထိုင်းနဲ့ဟောကဲကွင်းထဲရောက်ပြန်တွေ့မယ်ကဲကျွန်တော်ဒါကွင်းထဲတော့ရောက်ပြီပေါ့ဗျာနော်ကွင်းထဲရောက်ပြီဆိုတော့ပထမဆုံးကဂျပန်နေထိုးနေတာပေါ့နော်ဒါဂျပန်နေကျွန်တော်တို့မြန်မာကော်ဆိုတော့ဂျားပွဲတွေပေါ့နော်ခေါင်းပွဲတွေမလာသေးဘူးစူပါရေချမ်းတို့တောင်းမိုက်တွေတို့စောပါဟိန်းတို့ကဒီခေါင်းပွဲ၃ပွဲဆိုတော့เนาะကျွန်တော်ရောက်ချင်းတော့ဒါဂျပန်၂ယောက်ကစ်ပေါင်စင်ပွဲပေါ့နော်ဒီဂျပန်၂ယောက်ကမွေထိုင်းပွဲဗျမွေထိုင်းပွဲထိုးမှာတကွင်းလုံးကတော့ကျွန်တော်ဂျပန်နေကြီးပါပဲဂျပန်နေကြီးပဲဆိုတော့အပိတန်နေရတော့စူညံတာပါเนาะဒါကတော့ကျွန်တော်တို့ဂျပန်မှာ UFC ကစားနေတဲ့ညီငယ်လေးပေါ့နော် Mighty Soul လို့ခေါ်ပါတယ်เนาะကျွန်တော်သူတို့နဲ့အတူသွားကြည့်တာပေါ့နော်ကျွန်တော်ဘေးနာထိုင်ကုန်တွေကအကုန်လုံးကထိုင်းနေဂျပန်နေဆိုတော့နည်းနည်းလေးတိတ်တိတ်လေးနေရတစ်ချက်မှပဲထားအောင်သူကအကုန်လုံးကထိုင်းနေဂျပန်နေတွေဆိုပြီးပဲသူအတကုန်းနေအားပေးတယ်ကိုကတော့နည်းနည်းမသိသလိုနေရကျွန်တော်ကြံတဲ့ပွဲတွေပြလို့ဆိုလို့ချင်းပြနေချိန်ကြမှာဆိုလို့เนาะစူပါရေချမ်းပွဲစူပါရေချမ်းကိုတော့ဝင်လာပြီပေါ့เนาะစောပါရေကတော့ကျွန်တော်တို့အလဲထိုးနဲ့ရှုံသွားတယ်တောင်းမိုက်တွေကကြတော့မှတ်နဲ့ရှုံသွားတယ်ပေါ့เนาะပွဲတွေကျွန်တော်ပြနေတော့နည်းနည်းအချိန်လေးကြာအောင်ဆိုတော့ကျွန်တော်စူပါရေချမ်းပွဲเนาะဒါစူပါရေချမ်းအင်ကိုဝင်လာပြီပေါ့ဗျာเนาะ赤コーナーよりゴンナパーウィラサングレック選手の入場です。安徽台南京中米必松电拿卡หิงเล็กก็เล็กปลาพันลูกหม้อว่ายอดคนมีพิษทั่วสารဒီနေရာမှာကျွန်တော်ပြောချင်တာပေါ့နော်ပထမအချိန်မှာတော့ဒီ
စူပါရေချမ်းအနေနဲ့တော်တော်လေးကိုအသာစီးရအောင်သူထိုးနိုင်တယ်ပေါ့နော်အသာစီးရအောင်ထိုးနိုင်တယ်လက်သီးချက်တွေလည်းထွက်တယ်အဓိကတော့ဗျာကျွန်တော်ကစားသမားတွေကဒါဒီခရီးပန်းတာလည်းပါတယ်နောက်ပြီးကြတော့ဒီခရီးပန်းတဲ့တန်ကြောင့်ဒီ weight ချိန်တာတွေပေါ့နော် weight cut လောက်တာတွေမှာလည်းကြန့်ခိုင်မှုကနည်းနည်းလေးလိုနေတယ်ဗျအဲ့ဒါလေးတွေပါပါတယ်ဒါကျွန်တော်ပွဲပြီးသွားလို့ရှိရင်လည်းကျွန်တော်သူတို့တွေနဲ့ပေါ့နော်ဒီစူပါရေချမ်းတို့နဲ့လိုက်ပြီးတော့ဟိုတယ်ထိလိုက်ပြီးတော့လိုက်ပါဝင်းရံပေးခဲ့တာလည်းရှိပါတယ်ဗျနော်အဲ့ဒီသူတို့တည်တဲ့ဟိုတယ်ထိသွားပြီးတော့အဲ့ဒီတော့ဒီပွဲဥစ္စာကိုလည်းကျွန်တော်အသေးစိတ်လေးနောက်ပိုင်းမှာဗီဒီယိုလေးလုပ်ပေးပါအောင်မယ်ဗျာနော်ဗီဒီယိုလေးလုပ်ပေးအောင်မယ်ဆိုတော့ဒါကတော့ဒါကျွန်တော်သွားတဲ့ဒီ blog လေးပဲသွားအားပေးတဲ့ blog လေးအနေနဲ့ပဲရိုက်တာပါပွဲနဲ့ပွဲရဲ့ဒီကိစ္စတွေဝိစာတွေကိုကျွန်တော်နောက်ပိုင်းအသေးစိတ်တစ်ပုတ်ထပ်လုပ်ပါအောင်မယ်ဗျာနော်ရှုံးသွားတယ်ဆိုတဲ့အတိုင်းရှုံးသွားတယ်ရှုံးတိုင်း blame နေဆိုတော့ blame လို့တော့မရဘူးဗျာနော်ကျွန်တော်အဲ့လိုအခက်ခဲလေးတွေဟိုဟာလေးတွေရှိတယ်ဆိုတာကိုကျွန်တော်နောက်ဗီဒီယိုတစ်ပုတ်လုပ်ပြီးတော့ပြောပြပါအောင်မယ်ဗျပွဲတစ်ပွဲမှာဆိုလို့ရှိရင်ပွဲတစ်ပွဲရဲ့တီဆောက်ပေါ်ပွဲကဘာကြောင့်ကျင်းပတဲ့ပွဲလဲဘလို့ပွဲလဲဒီပွဲကိုကစားသမားတွေဘလို့ဝင်ပြိုင်ရလဲဆိုတော့အဲ့ဒီအချက်အလက်တွေလည်းရှိသေးပါတယ်ဗျာနော်အဲ့တော့အကုန်လုံးခြုံငုံသုံးသပ်ပြီးတော့မှပွဲတစ်ပွဲရဲ့ရလဒ်ကိုကျွန်တော်တို့အကဲဖြတ်တာကောင်းပါတယ်ဗျラスト30秒第2ラウンド終了ジャッジ北島30対28赤ゴンナパジャッジ神谷29対28赤ゴンナパジャッジ和田30対28赤ゴンナパ以上3回目を落としまして勝者赤ゴンナကဲဒါကတော့ကျွန်တော်9နေကန်ရောက်သွားပြီပေါ့ဗျာနော်ကျွန်တော်3ယောက်လုံးရှုံးသွားတယ်ပေါ့ဗျာနော်ပွဲပြေတော့ဒါတော့ရလက်တွေကကလေးတွေကလည်းတော်တော်ပင်ပန်းနေတယ်ဗျဒီလက်ဝိတ်သမားလေးတွေကတော်တော်လေးပင်ပန်းနေပါတယ်စူပါရီချန်တို့ဆိုလည်းပင်ပန်းနေတယ်ဝိတ်ကတ်လောက်ကလာတယ်နော်ဒီတရက်အတွင်းမှာသူတို့4ကီလို5ကီလိုလောက်ပေါ့3ယောက်လုံးအနည်းဆုံးချထားတာပေါ့နော်အဲ့တော့ဝိတ်ကတ်လောက်ရတာတော်တော်လေးကိုအဆင်မပြေဖြစ်တယ်ခီးကလည်းပန်းနေတယ်ပေါ့နော်အဲ့တော့ဒီမနက်ဒီနေ့ကျွန်တော်ဒီနေ့မနက်10:00နာရီကကျွန်တော်ပြန်သွားပြီပေါ့နော်ကျွန်တော်ဗီဒီယိုအခုလုပ်နေတဲ့အချိန်မှာဆိုသူတို့လေရင်ပေါ်ရောက်နေလောက်မနက်10:00နာရီဟိုတယ်ကနေဒါတခါလေးထွက်အောင်လေးရိုက်အဲ့ဒီတော့အဲ့ဒီတို့တဲ့ပြေးထိုးလေးတွေနားဟောတော့ချိုးဘာမင်းနာမအဲဒါကတော့ကျွန်တော်တို့စူပါရေချမ်းနဲ့ထိုးတဲ့ဒီနောက်ကောက်ရဲ့ချန်ပီယံပေါ့နော်နောက်ကောက် promotion ရဲ့ချန်ပီယံ9ပါပဲဖြစ်ပါတယ်ဗျကျွန်တော်ပွဲပြီးသွားတဲ့အချိန်မှာဒါအမှတ်တရတစ်ပုံရိုက်ထားတာပေါ့နော်9ပါနဲ့ずさんとか書かれてない。あ、スラバヤガーで多分これまだ濡れてると思うんで布入れときますそうですね気持ち悪いと思うんで今度ははっきり乾かしてからもそういうなるぐらいのちゃんと三角筋っていうのがあるんですよ。はいはいわかりますကဲဒါကတော့ကျွန်တော်ပြန်တဲ့အချိန်ပေါ့နော်နှုတ်ဆက်ပြီးတော့ပြန်ခဲ့တာပေါ့
စူပါရေချမ်းကိုစောပါဟင်းရောပေါ့နော်အဲ့တော့လိုအပ်ချက်လေးတွေရှိတာတော့မှန်တယ်ဒါပေမဲ့လို့အရန်စွတ်ကြီးတော့ blame လို့တော့မရဘူးပေါ့နော်သူတို့လည်းသူတို့ခက်ခဲလေးတွေနဲ့သူတို့ရှိပါတယ်ဗျလိုက်ပါကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုစီပါဗျ